မျိုးသမီးတယောက်ရေရင်းကနေရေခတ်နေတော့မမျော်လင့်ပဲရေရင်းထဲကနေငကားမီးလေးတစ်ကောင်ကိုဆွဲထုတ်လိုက်မိတယ်နောက်တစ်စက္ကန့်ကြာမှပဲငကားမီးလေးကစကားပြောလာခဲ့တယ်အမေကြီးကျမကိုလွတ်ပေးပါနော်ကျမကဂျင်းမြင့်ငကားမင်းရဲ့တမီးတော်ခုနှစ်ယောက်မြောက်မင်းသမီးပါပြင်ထွက်ကစားရင်မတော်တဆဒီရေရင်းထဲပိတ်မိသွားတာပါချန်ဆန်းရံရဲ့မျက်လုံးတွေကျဲသွားတဲ့ငကားဆိုတာကောင်းကင်ဘုံကတတဝါမျိုးဒီဟာကိုမျိုးထဲခေါ်သွားရောက်လိုက်ရင်ငွေတုံးကြီးများကြီးရနိုင်မယ်ဘဝတစ်လျှောက်ဆင်းရဲဒုက္ခမရှိတော့ဘူးလို့တွေးလိုက်တယ်ဒါနဲ့အိမ်ထဲကိုပြေးဝင်ပြီးတန်ကြိုးထူထူတစ်ချောင်းတူးထုတ်လာခဲ့တယ်ငကားလေးအာယုံလွဲနေချိန်မှာပဲအပေါ်ကနေခေါ်ဖမ်းလိုက်တဲ့ငကားမီးလေးကထိတ်လန့်သူအာဘီလွတ်ဖို့ရုန်းကန်ရင်တောင်းပန်နေတယ်အမေကြီးကျမကိုလွတ်ပေးပါကျမရေပူလဲတစ်လုံးပေးမယ်ပါဆက်ထဲထည့်ထားရင်မြေထဲမှာတော့မြေပြင်ပေါ်လမ်းလျှောက်တယ်လို့ဖြစ်မယ်အဲ့ဒီလိုပြောပြီးငကားမီးလေးကပါဆက်ဖွင့်ကအနက်ရောင်ပူလဲကြီးတစ်လုံးထုတ်ပေးလိုက်တယ်ချန်ဆန်းရံကချက်ချင်းလူယူပြီးအဝတ်စားထဲထည့်ဝက်လိုက်တဲ့ငကားမီးလေးကရေအိုးထဲမှာလက်ပတ်ရင်စိုးရိမ်နေကြီးပြောတယ်ပူလဲပေးပြီးအခုကျမကိုတွားခွင့်ပေးပါချန်ဆန်းရံကအေးဆက်ဆက်ရလိုက်တယ်ငကားကြီးကုန်တွေကဒီပူလဲထက်ပိုတန်မိုးကြီးတယ်လောဘတက်နေရဲ့မျက်လုံးတွေနဲ့တန်ကြိုးကိုငကားကိုပေါ်သုံးပတ်ပတ်ပြီးတေချာကြည့်လိုက်တဲ့ငကားမီးလေးကမျက်ရည်စီးကြရင်အတန်တုံတုံနဲ့ပြောတယ်ငကားဥပဒေအရလက်ဆောင်လက်ခံပြီးရင်ကျမကိုလွတ်ရမယ်အဲ့ဒီစီကန်းကိုချိုးဖောက်နေတာချန်ဆန်းရံကနာကောင်းရှုံးလိုက်တယ်စီကန်းလားငါဆင်းရဲလာတာနှစ်50ရှိပြီးစီကန်းကငါ့ကိုထမင်းကျွေးနိုင်လားဒါနဲ့ငကားမီးလေးကိုဝါချင်းတောင်းနဲ့ထည့်ပြီးဖုံးပိတ်လိုက်တယ်အဲ့ဒီညတညလုံးချန်ဆန်းရံအိမ်မပျော်ဘူးငကားကြီးကိုငကားရိုးတွေဘလောက်တန်ဖို့ရှိမလဲဆိုတာပဲတွေးနေတယ်ကြီးရှိုးစိတ်ဆိုင်ကိုယူသွားရင်ချမ်းသာသွားနိုင်တယ်လို့တွေးနေခဲ့တယ်မနဲ့မလင်းခင်မှာပဲဝါချင်းတောင်းကိုထမ်းပြီးမြို့ထဲထွက်လာတယ်ကြီးရှိုးစိတ်ဆိုင်ပိုင်ရှင်ဦးဖွားကြီးကဘာနဲ့တဲ့သူချန်ဆန်းရံကချင်းတောင်းရဲ့ကငကားမီးကိုထုတ်ပြလိုက်တာနဲ့တုံးလုသွားတယ်ဒါတကယ်ငကားလားအစ်စ်အမှန်ပဲချန်ဆန်းရံကငကားကိုကောင်းတာပေါ်ဖိထားပြီးပြောတယ်ကြည့်ပါဦးဒီအကြေးကုန်တွေဘယ်လောက်တန်လဲဦးဖွားကြီးကနီးနီးကက်ကက်ကြည့်ပြီးအကြေးကုန်တွေကိုလက်နဲ့ထိစမ်းတယ်ငကားအကြေးကုန်ကဆေးဖက်ဝင်တဲ့ရှားပါယောဂါတွေကုနိုင်တဲ့ငကားမွေးချောင်းနဲ့စုပ်တက်လို့ရင်ဝိညာဉ်စွမ်းအားပါတဲ့စာရေးနိုင်တဲ့ငကားယိုးကပိုတောင်တန်ဖိုးကြီးသေးတယ်ပြောလေလေဦးဖွားကြီးစိတ်လှုပ်ရှားလေလေဖြစ်လာတယ်ငကားတစ်ကောင်လုံးတော့မဝယ်နိုင်ဘူးအကြေးကုန်ပဲဆိုရင်ငွေလေးရပေးမယ်ချန်ဆန်းရံအသက်ရှူမြန်သွားတယ်ငွေလေးရဆိုရင်အမိုးပြအိမ်သုံးကန်းတောင်ဆောက်လို့ရတယ်ငယ်ရွယ်ချောမောတဲ့ယောက်ျားတဲ့ရောက်တောင်ယူလို့ရမယ်အခုချက်ချင်းခွာယူလိုက်ငကားမီးလေးကအရန်ယုံကန်တယ်မလုပ်ပါနဲ့အကြေးကုန်တွေကကျမကိုကာကွယ်တာခွာယူရင်အသားရှင်ခွာတယ်လို့ပဲကျမတည်သွားမယ်ဒါပေမဲ့ချန်ဆန်းရံကဂယူးမဆိုင်ဘူးဘူးဖွားကြီးစီကဓာသေးသေးတစ်ချောင်းငားယူလိုက်တယ်ပထမဆုံးအကြေးကုန်ကခက်ဆုံးမဲ့အစွန်းအောက်ကိုဓာထိုးသွင်းပြီးအားနဲ့ဆွဲခွာလိုက်တယ်ငကားမီးလေးကနားကွဲမတက်အော်ဟစ်လိုက်တယ်ကိုတစ်ခုလုံးတုံခါသွားပြီးအနက်ရောင်ကြေးကုန်တစ်ချက်ကျွတ်ထွက်လာတယ်အောက်မှာနူးညံ့တဲ့ပန်းရောင်သားပေါ်လာပြီးသွေးတွေစိမ့်ထွက်လာတယ်ချန်ဆန်းရံကမရက်ဘူးတစ်ချက်နှစ်ချက်သုံးချက်ငကားမီးရဲ့အော်တန်ကတဖြည်းဖြည်းလျော့သွားပြီးနောက်ဆုံးညညူတန်သေးသေးလေးရဲ့ကျန်တော့တဲ့ချင်းတောင်းရဲမှာအကြေးကုန်မေးတွေပြည့်နေပြီးငကားကိုကတွေးလိမ့်လိမ့်ဖြစ်သွားတယ်ဝူဖွားကြီးတောင်ထိတ်လန့်သွားပေမဲ့အကြေးကုန်တန်မိုးကိုတွေးပြီးငွေလေးရရေတွက်ပေးလိုက်တယ်ချန်ဆန်းရံကငွေကိုသိမ်းလိုက်ပြီးတင်မတက်ဖြစ်နေတဲ့ငကားကိုကောက်ယူကဆိုင်ကနေထွက်သွားတယ်ဝူဖွားကြီးကနောက်ကလိုက်မေးတယ်ငကားကိုဘာလို့မလဲချန်ဆန်းရံကနောက်မလဲပဲပြောတယ်အတုံးမဝင်တော့ဘူးပြစ်လိုက်မှာပေါ့မြို့ပြင်ကအညစ်အကြေးမြောင်းတစ်ခုစီသွားပြီးအမိုက်လိုပဲပြစ်ချလိုက်တယ်ငကားမီးလေးကမြစ်ပတ်ရည်ထဲမှာနှစ်ချက်လောက်လှုပ်ရှားပြီးနောက်လုံးဝမလုပ်တော့ဘူးချန်ဆန်းရံကငွေလေးရနဲ့ရွာပြန်လာတယ်လမ်းကိုတောင်သူမပိုင်တယ်လို့ရှောက်နေတယ်အဲ့ဒီညမှာပဲဘေးရွာကပွဲစားမုတ်ကိုတွားတွေ့ပြီးယောက်ျားယူချင်တယ်လို့ပြောတယ်ငွေရင်းမြင်တာနဲ့ပွဲစားမမျက်လုံးကြီးသွားပြီးချက်ချင်းကတိပေးတယ်ငယ်ရွယ်ပြီးနာခံတတ်တဲ့ယောက်ျားတစ်ယောက်ရှာပေးမယ်ချန်ဆန်းရံအဲ့ဒီညအရန်ပျော်ပြီးအိပ်ပျော်သွားတယ်ဒါပေမဲ့နောက်မနက်အစောကြီးမှာစူညံတန်တွေနဲ့နိုးလာတဲ့ပြင်မာလူတွေအော်ဟစ်နေကြတယ်ရေရင်းချောက်သွားပြီးချန်ဆန်းရံချက်ချင်းထားပြီးရွာရေရင်းစီပြေးသွားတယ်လူတွေဝိုင်းအောင်နေကြပြီးရွာကြီးကဝမ်ဖွားကြီးကရေရင်းနဲ့ငုံကြည့်နေတယ်သူမရဲ့မျက်နှာဖြူဖက်ဖြူရောဖြစ်နေပြီးတုံတုံရီရီနဲ့ပြောလိုက်တယ်အောက်ခြေထိမြင်နေရပြီဒီနှစ်တရာကျော်တက်တက်ရှိတဲ့ရေရင်းဟာတခါမှမချောက်ဘူးဒါပေမဲ့ဒီတခါတော့ဒီရေရင်းတွင်နဲ့မဟုတ်ဘူးရွာထဲကအခြားရေရင်းသုံးတွင်လုံးလဲချောက်သွားခဲ့တယ်တချို့လူတွေမြစ်ဘက်ကိုသွားစစ်ကြည့်ကြတယ်ပြန်လာတဲ့ချိန်မှာတော့ခြေထောက်တွေတောင်တုံနေပြီးမြောက်ခြေကပေါ်လာပြီးအလဲမှာရေစီးချောင်းသေးသေးလေးပဲကျန်တော့တယ်အဲ့ဒီရေလေးတောင်မကြခင်ရက်သွားမဲ့ပုံစံပဲဒါဟာရာစုတစ်ချိန်သာတွေ့ရမယ်မိုးကောင်ရေရှားပေးကြီးပဲဝမ်ဖွားကြီးကထိတ်လန့်ပြီးရင်ဘတ်ထုကငိုယိုနေရဲ့ချန်ဆန်းရံရဲ့နှလုံးသားလဲအောက်ကျသွားတယ်မနေ့ကသူမပြစ်လိုက်တဲ့ငကားမီးလေးကိုပြန်တတိရလာတဲ့ငကားတွေကရေကိုထိန်းချုပ်ကြတာတကယ်ပဲတယောက်ယောက်ကငကားမင်းကိုအပြစ်ပြုမိတာလားရွာထဲကအသက်အကြီးဆုံးလူကြီးကျိုးဘိုးကတုတ်ကိုမီရင်အတန်တုံတုံနဲ့ပြောတယ်ငကားမင်းဒေါသထွက်သွားပြီသူကငါတို့ကိုရေမပေးတော့ဘူးရွာသားတွေအကုန်လုံးထိတ်လန့်သွားကြတယ်တချို့ကငကားမင်းဘုရားကျောင်းကိုသွားပြီးအမွှေးတိုင်ထုံဦးချကန်တော့ဖို့အကြံပေးကြတယ်ချန်ဆန်းရံကတော့တိတ်တိတ်လေးအိမ်ပြန်သွားပြီးကျန်တဲ့ငွေတွေကိုနယံကွဲအကြာထဲဝတ်ထားလိုက်တယ်မိုးကောင်မှုကတနေ့ထက်တနေ့ပိုဆိုးလာတယ်စိုက်ခင်းတွေဝါလာပြီး6တွေ့တွေဆုံးလာတယ်တိရစ္ဆာန်တွေတောင်တောက်ရည်မရှိတော့ဘူး9ရက်မြောက်နေ့မှာတော့ဒီထက်ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုထပ်ရောက်လာတယ်မနက်နေထွက်ပြီးမကြခင်မှာပဲကောင်းကင်ကြီးရုတ်တရက်မောင်မီးသွားတယ်ရွာသားတွေမောကြည့်လိုက်တော့ကြောက်လန့်လုံးလို့ဝိညာဉ်တောင်ထွက်မတက်ဖြစ်သွားကြတယ်မိုးတိမ်မီးကြီးလိုတောင်ကောင်းကင်နားကနေကျိုင်းကောင်အုံမီးကြီးတစုပြန်ဝင်လာပြီးနေကိုပိတ်လိုက်တာပဲကျိုင်းကောင်လေးကျိုင်းပေးကြီးရောက်ပြီးတယောက်ကအော်ဟစ်လိုက်တဲ့ကျိုင်းကောင်လေးစိုက်ခင်းထဲဆင်းကြလာပြီးတခုရဲကြားရတာကသူတို့စားတောက်နေတဲ့6ချားဖွဲကျေဝါတန်ပဲ2နာရီတောင်မကြဘူးရွာရှိဘက်ကဂျုံကင်းတစ်ခုလုံးပြောင်းတလင်းခါသွားတယ်ရွာသားတွေကတမျက်စိတကိုင်းတွေနဲ့ရိုက်နှက်ကြပေမဲ့ကျိုင်းကောင်ရေအတွက်ကမတွက်နိုင်အောင်များလုံးနဲ့တယောက်ကမြေကြီးပေါ်ဒူးထောက်ပြီးငိုကြွေးတယ်ကောင်းကင်ပုံကြီးငါတို့ကိုအပီးတက်ဖြတ်စီးချင်နေတာလားချန်ဆန်းရံကတော့အပြင်းမထွက်ရဲပဲအိမ်ထဲပုံးနေတဲ့တကားကြားကနေချောင်းကြည့်လိုက်တော့ကောင်းကင်တစ်ခုလုံးကျိုင်းကောင်တွေနဲ့ပြည့်နေတာမြင်လိုက်ရတယ်သူမနာလုံးငယ်ကနောက်ဆုံးကျန်တဲ့မျောလင်းချက်လေးတောင်ပျောက်ကွယ်သွားခဲ့တယ်ရွာတရွာလုံးမျောလင်းချက်ကင်းမဲ့နေချိန်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်သွားလာတယ်ရွာနောက်ဘက်ကလင်းကျွန်းရံအိမ်မှာပဲကျိုင်းကောင်တွေလင်းကျွန်းရံရဲ့ဟင်းသီးဟင်းရက်ချံပေါ်ပြန်လာတဲ့အချိန်ရုတ်တရက်မမြင်ရတဲ့နေရန်တစ်ခုကိုတိုက်မိသလိုဖြစ်သူအားတဲ့တကောင်ပြီးတကောင်လက်ပြန်သွားကြတယ်သူမရဲ့ဟင်းရက်ဆိုင်တန်းသုံးနဲ့တခွားသီးစင်နှစ်ခုကတော့ဘာမှမဖြစ်ပဲအလုံးစုံကျန်နေခဲ့တယ်ဒီသတင်းကိုကြားတာနဲ့ချန်ဆန်းရံရဲ့ခေါင်းထဲမှာတစ်ခုခုချက်ချင်းပေါ်လာတယ်သူမကမြို့ပြင်က
အညစ်အကြေးမြောင်းစီကိုအမြန်ပြေးသွားတယ်တကယ်တော့လင်းကျွန်းရံလည်းအဲ့ဒီနေ့မှာပဲအဲ့ဒီမြောင်းစီရောက်ခဲ့တယ်သူမကတော့ဟင်းရွက်တူးဖို့သွားတာပါသူမိသားစုမှာစားစရာကုန်နေတာကြာပြီးသမီးလေးရှောင်ရကစားလို့ငိုနေခဲ့တယ်မြေတူးနေတော့မြောင်းအောက်ကရွှွထဲမှာအနက်ရောင်ရတစ်ခုထိုးထွက်နေတာမြင်လိုက်တဲ့အစမှာတော့ပုံနေတဲ့တစ်တုံးလို့ထင်ခဲ့တယ်ဒါပေမဲ့တကိုင်းတစ်ချောင်းနဲ့ရွှွကိုဖယ်လိုက်ချိန်မှာလင်းကျွန်းရံအသက်ရှူတောင်ရက်သွားမတက်ဖြစ်သွားတယ်ငကားတစ်ကောင်ပဲကိုတစ်ခုလုံးတွေးလိမ့်လိမ့်ဖြစ်နေပြီးအကြီးကွန်တွေတစ်ချက်မှမကြံတော့ဘူးဒဏ်ရာတွေပိုးဝင်နေပြီးလောက်တွေတောင်တွားသွားနေကြတယ်အသက်ကမရှိတော့ပဲရွှေရောင်မျက်လုံးနဲ့လုံးသာနင်းနေဖွင့်ထားနိုင်သေးတယ်လင်းကျွန်းရံကိုမြင်လိုက်ချိန်မှာတော့မျက်လုံးနဲ့အလင်းရောင်သေးသေးလေးတစ်ချက်လင်းသွားတယ်လင်းကျွန်းရံရဲ့နှလုံးသားနူးညံ့သွားခဲ့တယ်ဘလောက်ပေသွားဂယူးမဆိုင်တော့ပဲမြောင်းနဲ့ခုန်ဆင်းပြီးငကားမီးလေးကိုပွေ့ချလိုက်တယ်ကိုလုံးကမီးလောင်တယ်လို့ပူနေတဲ့အသက်ရှူတန်ကလည်းအရန်ဖြော်လုံးလို့မခံစားရတဲ့လောက်ပဲရက်ဆက်လိုက်တာလင်းကျွန်းရံမျက်လုံးကြီးရဲလာတယ်ဘသူကမင်းကိုဒီလိုလုပ်သွားတာလဲသူမကငကားမီးလေးကိုအိမ်ပြန်ခေါ်လာပြီးရေနွေးတအိုးချုပ်ကဒဏ်ရာတွေကိုတနေရာချင်းတက်ဆင်ပေးတဲ့ရှောင်ရကမြင်တော့လန့်သွားတယ်အမေအဲ့ဒါပါကြီးလေငကားလေးတစ်ကောင်ပါဒဏ်ရာရထားတယ်လင်းကျွန်းရံကပြောတယ်ငါတို့ကယ်ရမယ်အိမ်မှာကျန်တဲ့ဆေးမြက်နီးနေပဲရှိတော့တယ်သူမကထောင်းကျိတ်ပြီးငကားမီးလေးရဲ့ဒဏ်ရာတွေပေါ်လိမ့်ပေးလိုက်တယ်နာကျင်လို့ငကားမီးလေးတုံခါသွားပြီမဲ့ဟောဖို့အောင်အားမရှိတော့ဘူးလင်းကျွန်းရံကစံပြုတ်ပါပါတအိုးချက်ပြီးငကားလေးကိုတစုံချင်းစစ်ရှိကျွေးလိုက်တယ်ညဘက်မှာငကားကဖျားနာပြင်းထန်လာပြီးကိုပူကမီးလောင်တယ်လို့ပူတယ်လင်းကျွန်းရံကအထူးပြူဆိုင်က3ရက်လုံးပြုစုခဲ့တယ်3ရက်ကြာပြီးနောက်ငကားရဲ့ဖျားကျသွားပြီးအနာတွေလည်းဆက်တင်ပြောက်ကင်းလာတယ်၄ရက်မြောက်နေ့မနက်မှာငကားကလိုးလာပြီးကျေးဇူးတင်ပါတယ်လို့ပြောတယ်လင်းကျွန်းရံကအံ့အားသင့်ပြီးဝမ်းသာတယ်မင်းစကားပြောနိုင်တာလားလို့မေးတယ်ငကားကမတိုင်ခင်ဖြစ်ပျက်ခဲ့တာတွေကိုပြောပြတယ်ငါရေပြားတွေကိုဖယ်ရှားလိုက်လို့ငါရဲ့ရေထင်းကျုံနိုင်စွမ်းပြတ်သွားတယ်ငကားမျိုးဆက်တွေဟာအရေးပြားအားကိုအသုံးပြုပြီးရေတက်ဆူဆောင်ပြီးမိုးရွာစေနိုင်တာအခုတော့မိုးမရွာနိုင်တော့ဘူးလို့အားနေစွာပြောတယ်ငကားကအပြင်ကိုကြည့်ပြီးကနာဘိုးတွေပြည့်နေတဲ့ကောင်းကင်ကိုမြင်ပြီးနာကျင်စွာအသက်ရှူလိုက်တဲ့အားနေနေတော့လေသူ့အသက်ရှူကနေမျက်မမြင်ရလောက်တဲ့အနက်ရောင်အငွေ့တစ်ခုထွက်လာပြီးအိမ်ဝင်းထဲကိုပြန်သွားတယ်ထူးဆန်းတာကအဲ့ဒီနေရာပေါ်ကကနာဘိုးတွေချက်ချင်းလွတ်ပြေးသွားတယ်ငါဒီအိမ်ဝင်းတစ်ခုတည်းကိုပဲကာကွယ်နိုင်တယ်လို့ငကားကပြောတယ်တစ်ဖက်မှာချန်ဆန်းရံကအညစ်အလိုင်းကိုရောက်လာတော့ငကားမရှိတော့ဘူးတွေးကြောက်စုံနေနေတာတွေ့ရတယ်သူမကလင်းကျွန်းရံကယူသွားပြီးလို့ယူစားပြီးဒေါသထွက်သွားတယ်ဒါကြောင့်သူမကရွာထဲကမင်းမစိုး2ယောက်1မိနစ်လူမကိုသွားရှာပြီးငကားကိုပြန်ယူပြီးရောင်းလိုက်ရင်ငွေကိုခွဲယူကြမယ်လို့လုံဆော်တယ်သူတို့3ယောက်ကလင်းကျွန်းရံအိမ်ကိုတိုက်ရိုက်ဝင်ရောက်သွားတယ်လင်းကျွန်းရံကငကားကိုကာကွယ်ဖို့စူးစမ်းပေမဲ့သူမကိုတွန်းလှဲလိုက်တဲ့ငကားကိုလူယူသွားပြီးအားနေတဲ့သူမကိုလောင်ပြောင်ကြတယ်ဒါပေမဲ့ချန်ဆန်းရံငကားကိုကင်ထားတဲ့အချိန်မှာလက်ထဲမှာမီးလောင်တယ်လို့ပူလာတဲ့အလင်းတစ်ခုပုံမတော့ပလာပြီးလက်ကလွတ်မရတော့ဘူးအဲ့ဒီအချိန်မှာငကားရဲ့ခနာကိုပြန်လဲပြောင်းလဲလာတဲ့အနာတွေအမြန်ဆုံးပြန်ကောင်းလာပြီးအတစ်တော်အနက်ရောင်အရေးပြားတွေကြီးမားစွာပြန်လဲပေါက်ထွက်လာတဲ့ခဏအတွင်းမှာပဲအရှိကြီးဖြစ်လာတဲ့ငကားမီးတစ်ကောင်ဟာအိမ်ထဲမှာလက်ပတ်ပြန်တန်းနေတဲ့ငကားရဲ့မျက်လုံးတွေကမိုးကြိုးလျက်စစ်လိုကြောက်မပွဲကောင်းပြီးအိမ်တစ်လုံးလုံးတုန်လှုပ်သွားတယ်ချန်ဆန်းရံနဲ့အခြားမိမ2ယောက်ကကြောက်လန့်ပြီးမြေပြင်ပေါ်ကိုလဲကျသွားကြတယ်ငကားကသူတို့ရှေ့မှာဆင်းလာပြီးချန်ဆန်းရံကိုမျက်လုံးတစ်စုံနဲ့စူးစိုက်ကြည့်ကမင်းကငါရဲ့ပူလဲကိုလူယူပြီးငါရဲ့အရေးပြားကိုဆုပ်ထုတ်ပြီးငါကိုအညစ်ကြေးတဲ့ပစ်ချခဲ့တယ်ဒီလိုအပြစ်ကြီးကိုလုံးဝမလွတ်ပေးနိုင်ဘူးလို့ပြောတယ်ချန်ဆန်းရံကမြေပြင်ပေါ်မှာခေါင်းကိုမထုတ်နိုင်အောင်ငိုကြွေးတောင်းပန်ပြီးငကားဘရင်ရှင်ကျေးဇူးပြု၍ကျမကိုခွင့်လွတ်ပါလို့တောင်းဆိုတဲ့ငကားကမိုးကောင်းကင်ဘက်ကိုခေါင်းအတက်ကရှည်လျားတဲ့အော်တန်တစ်ခုထုတ်လိုက်တယ်အဲ့ဒီအတန်ကအိမ်ခေါင်မိုးကိုဖောက်ထွက်ပြီးမိုးကောင်းကင်ထဲသို့တက်သွားတဲ့ချက်ချင်းပဲမိုးကောင်းကင်ကမောင်မိုက်လာပြီးမိုးကြိုးလျက်စစ်တွေပောက်ကွဲလာတယ်ကြီးမားတဲ့လျက်စစ်တစ်ချက်ကချန်ဆန်းရံရဲ့အိမ်ကိုတိုက်ခတ်ပြီးအိမ်ကိုချက်ချင်းမီးလောင်ပျက်စီးသွားစေတယ်မီးလင်းအောက်မှာလူ3ယောက်ရဲ့အရေးတွေလှုပ်ရှားနေတယ်ကိုမြင်ရတဲ့ရွာသားတွေကကြောက်လန့်ပြီးဒူးထောက်ကုန်ကြတယ်လင်းကျွန်းရံကသူမရဲ့သမီးကိုလက်ဆွဲပြီးအပြင်ထွက်ကငကားဘရင်ရှင်ကျေးဇူးပြမိုးရွာပေးပါကျွန်တော်တို့ကိုကယ်တင်ပါလို့အော်တောင်းဆိုတဲ့ငကားကသူမကိုကြည့်ပြီးမျက်လုံးတွေနူးညံ့လာတဲ့ထို့နောက်ထပ်မံအော်တန်တစ်ခုထုတ်လိုက်တာနဲ့ရေဓာတ်တွေကောင်းကင်ထဲကိုထွက်ပေါက်ပြီးမိုးဖြစ်ပြန်ကျလာတယ်မိုးကလုံကြီးမားစွာတညာလုံးရွာသွန်းပြီးမြေရီတွေပြန်လဲပြစ်လာတယ်6တွေ့နေတဲ့မြေတွေပြန်လဲဆူဆူလာပြီးဒီနံတွေပြန်လဲအသက်ဝင်လာတယ်ကနာဘိုးတွေတချို့တေဆုံးပြီးတချို့လွတ်ပြေးသွားတယ်ဘေးအန္တရာယ်အားလုံးလည်းအဆုံးသတ်သွားတယ်မိုးရက်ပြီးနောက်ငကားကလင်းကျွန်းရံအိမ်ထဲကိုဆင်းလာပြီးတင်းငယ်တဲ့အရွယ်စားတစ်ခုဖြစ်လာတယ်ထို့နောက်ဘာဆက်မှအနက်ရောင်မနီးတစ်လုံးကိုထုတ်ပေးပြီးဒီပူလဲဟာကျမရာနှစ်တရာလေ့ကျင့်ထားတဲ့စွမ်းအားတွေပါဝင်ပါတယ်ဘာဆက်ထဲထည့်ထားရင်ရေနဲ့မီးကိုကာကွယ်နိုင်ပြီးအသက်ရှည်စေတယ်မြေထဲမှာမြုပ်ထားရင်အိမ်ကိုကာကွယ်ပြီးစီးစိမ်ချမ်းသာရစေတယ်လို့ပြောတယ်လင်းကျွန်းရံကကျမမျောလင့်မထားပါဘူးဒီဟာအရန်တန်မိုးရှိလုံးတယ်လို့ပြောတယ်ငကားကပြန်ပြောတယ်ကျမကတင်းရဲ့ကူညီမှုကိုပြန်ဆက်ချင်တာမဟုတ်ဘူးတင်ကကျမအသက်ကိုကယ်တင်ခဲ့တာဒီဟာကတင်းရဲ့လုံခြုံရေးအတွက်ပါနောက်ပြီးကျမ3နှစ်လောက်တင်းအိမ်မှာနေပြီးအားပြန်စုဖို့လိုပါတယ်ငကားကလူမင်းကလေးတယောက်ဖြစ်ပြောင်းလဲပြီး CMO လို့သူ့နာမည်ကိုပြောတယ်အနေမဆာပြီးလင်းကျွန်းရံအိမ်မှာနေထိုင်လာတယ်သူမကပူလဲကိုအိမ်နောက်မှာမြုပ်ထားလိုက်ပြီးထိုနှစ်ကတီးနံတွေအလုံးကောင်းမှုန်စွာထွက်လာတယ်မိသားစုကမခက်ခဲတော့ဘူးတခါတော့ကသမီးကတောင်ပေါ်မှာခြေထောက်ကျိုးသွားတော့လဲပူလဲကိုအသုံးပြုပြီးနောက်နေ့မှာပြန်ကောင်းသွားတယ်3နှစ်ကြာပြီးနောက်လက်ပြညမှာ CMO ကပြောတယ်ကျမပြန်သွားရတော့မယ်ဘယ်ကိုလဲလို့မေးလိုက်တော့ငကားပြီးမှန်ကိုပြန်သွားမယ်ကျမအားလုံးပြန်ကောင်းသွားပြီးဖခင်ကပြန်ခေါ်နေတယ်လို့ပြောတယ်သူမကကျမမကြာခဏပြန်လာမယ်လို့ပြောပြီးငကားရေပြားတစ်စိတ်ကိုလက်ဆောင်ပေးတယ်အနေရကြုံရင်ဒီဟာကကာကွယ်ပေးလိမ့်မယ်လို့ပြောတယ်လင်းချွန်းရံကမျက်ရည်ကျပြီးနှုတ်ဆက်တဲ့ CMO ကခေါင်းညိတ်ပြီးကောင်းကင်ထဲကိုပြန်တက်ကအလင်းတဆင်းဖြစ်ပျောက်ကွယ်သွားတဲ့အခြားသောဆက်ဆုံးတွေကြည့်ဖို့ profile ကိုကြည့်ပေးကြပါအကောင်းဆုံးတွေလာပါဦးမယ်